Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Honey ကအင်္ဂလိပ်စာလေ့လာနေတဲ့တူတဲ့အတွက် Honey share လုပ်နေကြဖြစ်တဲ့ဒီ shortcut လေးတွေကိုပဲ share လုပ်ပေးသွားမှာဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ဒီအင်္ဂလိပ်စာလေ့လာနေတဲ့တူဆိုလို့ရှိရင်စကားတွေအများကြီးမပြောနဲ့တော့ဒီ video လေးကိုဆုံးအောင်ကြည့်လိုက်တော့တင်အတွက်အကျိုး share တခုခုရသွားရမယ်လို့ Honey ကအာမခံပါတယ်ပထမဆုံးနံပါတ်1တစ်ချောင်းကတော့ Is it not my fault ဒါငါအမှမဟုတ်ဘူး Is it not my fault ဒါငါအမှမဟုတ်ဘူး It's not my faultဒါငါအမှမဟုတ်ဘူးအဲ့လိုမျိုးပြောလို့ရတယ် I don't have all time ငါမှာအချိန်မရှိဘူး I don't have all time ငါမှာအချိန်မရှိဘူးငါတနေ့ကုန်အချိန်မရဘူးပေါ့နော် I don't have all time ငါမှာအချိန်မရှိဘူးငါတနေ့ကုန်အချိန်မရဘူးအဲ့လိုမျိုးဘာသာပြန်လို့ရတယ် Please make your set at home ကိုယ့်အိမ်လို့သဘောထားပါ Please make your set at home Please make your set at home ကိုယ့်အိမ်လို့သဘောထားပါ If you have got time If you have got time အကယ်၍မင်းအချိန်ရမယ်ဆိုလို့ရှိရင်အချိန်ရရင်ဒီလိုမျိုးလဲအတော်ကဘာသာပြန်လို့ရတယ်ပေါ့နော် If you have got time အကယ်၍မင်းအချိန်ရမယ်ဆိုလို့ရှိရင် If you have got time အကယ်၍မင်းအချိန်ရမယ်ဆိုလို့ရှိရင် Please can and join us ကျေးဇူးပြုရင်ငါတို့စီကိုလာပါဒါမှမဟုတ်လို့ရှိရင်ငါတို့နဲ့လာပြီးတော့ပူးပေါင်းပါပေါ့နော်အဲ့လိုမျိုးကြားတဲ့ဘာသာပြန်လို့ရတယ် Please can and join us ကျေးဇူးပြုရင်ငါတို့စီကိုလာပါငါတို့နဲ့လာပြီးတော့ပူးပေါင်းပါ Please can and join us နောက်တစ်ခါကျတော့ natural အိမ်နာသွားလာအောင်မယ် natural အိမ်နာသွားလာအောင်မယ် natural အိမ်နာသွားလာအောင်မယ် judicial ကိစ္စရှိလို့သွားလာအောင်မယ် judicial ကိစ္စရှိလို့သွားလာအောင်မယ် keep your nervous တတိမပြတ်စေနဲ့ keep your nervous တတိမပြတ်စေနဲ့ don't take an oath ဟဲ့ဟန်ထုတ်မနေနဲ့ don't take an oath ဟဲ့ဟန်ထုတ်မနေနဲ့ how much ဘယ်လောက်ကြလဲ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  don't accuse with me ငါ့ကိုလာပြီးတော့မငင်းနဲ့ငါနဲ့ပြိုင်မငင်းနဲ့ပေါ့နော် don't accuse with me ငါ့ကိုလာမငင်းနဲ့ငါနဲ့ပြိုင်မငင်းနဲ့ don't accuse with me ငါ့ကိုလာမငင်းနဲ့ငါနဲ့ပြိုင်မငင်းနဲ့ပြောကြတော့ oh you dare say so ပြောရဲလိုက်တာပြောရဲဆိုရဲရောက်ကွက်ကလာတယ်ပေါ့နော် oh you dare say so ပြောရဲလိုက်တာ oh you dare say so oh you dare say so ပြောရဲလိုက်တာနောက်တစ်ခုကျတော့ how dares you are မင်းရဲလိုက်လား how dares you are မင်းရဲလိုက်လား how dares you are မင်းရဲလိုက်လား how dares you are listen to me ငါပြောတာနားထောင်ပါ listen to me ငါပြောတာနားထောင်ပါ listen to me anything ဘာကိစ္စရှိလို့လဲ anything ဘာကိစ္စရှိလို့လဲ anything ဘာကိစ္စရှိလို့ပါတလဲ like for the light song အဖေတူတာပဲ like for the light song အဖေတူတာပဲ like for the light song အဖေတူတာပဲ don't this your own grief ကိုတေရင်ကိုမတူနဲ့ don't this your own grief ကိုတေရင်ကိုမတူနဲ့ don't this your own grief ကိုတေရင်ကိုမတူနဲ့ not good enough တိတ်မကောင်းဘူး not good enough တိတ်မကောင်းဘူး don't be taught a bit စကားအရင်မများနဲ့ don't be taught a bit စကားမများနဲ့စကားအရင်မများနဲ့အဲ့လိုမျိုးပြောတာ don't be taught a bit အဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော် here's a Kim လာပါပြီ here's a Kim လာပါပြီ here's a Kim လာပါပြီ how Kim ဘယ်လိုဖြစ်တာလဲ how Kim ဘယ်လိုဖြစ်တာလဲ what's happened ဘာဖြစ်ခဲ့တာလဲ what's happened ဘာဖြစ်ခဲ့တာလဲ you are the limit မင်းလွန်လာပြီနော် you are the limit မင်းလွန်လာပြီနော်ကိုတိခဏရအတိုင်းတာတစ်ခုတည်းကိုတွဲကြိုလွန်လာတယ်ဆိုလို့ရှိရင် you are the limit မင်းလွန်လာပြီနော်အဲ့လိုမျိုးပြောလို့ရတယ် get is your best အကောင်းဆုံးကြိုးစားပါ get is your best အကောင်းဆုံးကြိုးစားပါ get is your best အကောင်းဆုံးကြိုးစားပါ never give it ဘယ်တော့မှအရှုံးမပေးနဲ့ never give it ဘယ်တော့မှအရှုံးမပေးနဲ့ you raise your goals
မင်းရဲ့ပန်းတောင်ကိုရောက်လိမ့်မယ် you will raise your goals မင်းရဲ့ပန်းတောင်ကိုမင်းရောက်လိမ့်မယ်အဲ့လိုမျိုးတွေပြောလို့ရတယ်ပေါ့နော် okay resolution တော့ဒီနေ့မှာ Honey ပြပြပေးသွားတယ်ဒီ sugar ကလေးတွေကိုကိုယ့်ရဲ့နှုတ်ဆောက်ထဲမှာရေးမှတ်ထားပြီးကိုယ့်ရဲ့အုံနောက်ထဲမှာဆွဲနေအောင်ဒီအမြဲတမ်းဖတ်ပေးဖို့အတွက်ပြောချင်ပါတယ်အလုံးမဲနဲ့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်အလုံးမဲတတာပါ